အရင်ပိုင်းမှာတော့အများယူနီကွန်းလို့ခေါ်တဲ့ကျောင်းသားတင်းမှာဂျူဇိုနဲ့အိမ်မှုကိစ္စကလပ်ကိုစိန်ခေါ်ခဲ့တာကြောင့်ဖူဆယ်ရှင်းကန်ကြဖို့ဖြစ်လာခဲ့ပါတယ်။အပိုင်း6ရေကာအလယ်တန်းကျောင်းရဲ့အားကစားကွင်းထဲမှာတော့အိုဂါမီရှင်းနဲ့ကီတိုတို့ကတစ်ဖက်တင်းမာနဲ့ရိုဟီတို့ကတစ်ဖက်ဖူဆယ်ရှင်းကန်နေကြပါတယ်။တင်းမာအတူပဲနိုင်မှာလို့လေးတိုင်းဇက်တိုက်ဂိုးသွင်းနေပေမဲ့သူကန်လိုက်တဲ့ဘောကအားပြင်းတာကြောင့်ဂိုးတိုင်းမှာလဲသွားပြီးဂိုးမရပဲလွင့်သွားတဲ့ဘောလုံးကိုတော့ဂျူဇိုကပြန်လူကန်လိုက်ပြီးတင်းမာတော်မဖမ်းနိုင်မဲနဲ့ဘေးကိုကျွန်းသွားပါတယ်။ရိုဟီကလည်းတင်းမာတော်မဖမ်းနိုင်တဲ့ဘောကိုကန်နိုင်တဲ့ဂျူဇိုပရိုအစ်စ်မယ်လို့ပြောလိုက်ကတဲမှာမစိုးဘူးလို့ပြောတာကြောင့်ဂျူဇိုကလည်းတန်မှုကန်တာလောက်ပဲရှိတဲ့အားကစားကိုသူမရှုံးဘူးလို့လေတိုက်ကအိမ်မှုကိစ္စကလပ်သားတွေကလည်းဂျူဇိုကိုအားပေးနေကြပါတယ်ဂျူဇိုကလွန်မောကန်မိုးလို့တော့ကီတိုကတူကန်မယ်လို့ပြောရင်ရှင်းကိုကြည့်လိုက်တဲ့အခါမှာတော့တကောက်တာရှင်းကစိတ်လှုပ်ရှားပြီးကြောင်တောင်ဖြစ်နေခဲ့ပါတယ်တကယ်တော့တင်းမာကန်တာကိုဖမ်းနေရှင်းရဲ့ချိုလင်းကပြုတ်ကျသွားကဂျူဇိုတို့လည်းတိုင်ပတ်ကုန်ကြပါတယ်ရှင်းကချိုလင်းမရှိရင်ဘာမှသုံးစားမရတဲ့လူတစ်ယောက်ဖြစ်သွားမှာမို့ချီစာတိုးနဲ့အိမ်မှုကိစ္စကလပ်အတင်းသားတွေကသွားယူနေကြပါတယ်မစ်ဆူအိုကာတို့ချိုလင်းသွားယူတော့မှနောက်ပွဲကစားတော့မှမို့အသုံးမဝင်ပေမဲ့ရှင်းကိုပဲဂိုးဆောင်ခိုင်းထားလိုက်ပြီးတင်းမာစားဖို့ပြောနေတာကြောင့်ဂျူဇိုနဲ့ကီတိုကလည်းနှစ်ယောက်ရှင်းကန်မှုဖြစ်လာခဲ့ပါတယ်ဒီလိုအန်နီမီစကားကောင်းလေးတွေကိုနေ့စဉ်တင်ဆက်ပေးသွားမှာမို့ like subscribe နဲ့ခေါင်းလောင်းလေးကိုနှိပ်ပေးသွားခဲ့ကြပါအောင်ဗျပွဲစားတဲ့အခါမှာတော့တင်းမာနဲ့ဂျူဇိုကလူနေပြီးချိုလင်းရှာတဲ့အဖွဲကလည်းရှာတွေ့တော့ကယူလာရင်ရှင်းအကြောင်သွေးမိနေကြပါတယ်ရှင်းမှာမိဘတွေမရှိတော့ပဲသူ့ရဲ့ငယ်ဘွားရဲ့မှတ်ညံထဲမှာတော့ရှင်းရဲ့အမေကချိုလင်းလေးကိုတူးပါဇက်ထဲထည့်ပေးခဲ့ကအဲ့ဒါရှင်းကိုစိတ်ငြိမ်စေတဲ့တခုသေးတော့ပစ္စည်းလို့ရှင်းပြနေကြပါတယ်မစ်ဆူအိုကာတို့အားကစားကွင်းကိုပြန်ရောက်တဲ့အခါမှာတော့ရှင်းကစုပ်ပြတ်တတ်နေပြီးမစ်ဆူအိုကာကမေးလိုက်တော့တမ်းမကန်သမျှကိုရှင်းကဖမ်းပေးထားတာကြောင့်အဲ့လိုစုပ်ပြတ်တတ်နေတာလို့ချီစာတိုကရှင်းပြနေပါတယ်တင်းမကတော့ဂိုးတွင်းမို့လုံနေပြီးမစ်ဆူအိုကာကချိုလေုံရှင်းစီပြစ်ပေးလိုက်ကတင်းမကန်လိုက်တဲ့အခါမှာတော့ချိုလေုံပြန်ရသွားတဲ့ရှင်းကတတိပြန်ဝင်လာပြီးဆီယာချောင်ကားတဲ့စတိုင်နေနဲ့ဖမ်းပြလိုက်ပါတယ်ရှင်းတတိပြန်ဝင်လာတာကြောင့်အားလုံးကလည်းတက်ကြွနေကြပြီးနောက်တစ်ပွဲမှာတော့တမ်းမနဲ့ဂျူဇိုတို့ကအပြင်းထန်လူနေကြကတင်းမကဂိုးတွင်းကန်နီးမှာပဲဂျူဇိုကလုံမောကန်ထုတ်လိုက်ရပါတယ်ကီတိုကဂျူဇိုမောနေတာကြောင့်အဆင်ပြေရဲ့လားလို့မေးလိုက်တော့အဆင်ပြေပါတယ်ဒီလောက်ကြာမှအားကစားလုပ်ရတာပျော်စရာကောင်းတယ်လို့ဂျူဇိုကပြောလိုက်ကကိုတောက်ဆိုကလူကြီးတွေလို့စကားမပြောဖို့တတိပေးလိုက်ရပါတယ်ဂျူဇိုကစိတ်အားထက်တန်လာခဲ့ပြီးအထင်သေးနေခဲ့တဲ့အထင်းမှာတော့တခုခုကိုမကျင်မနှက်ဖြစ်သွားကမူမမှန်တဲ့တင်းမအောင်ကြည့်ပြီးရိုကြီးကတခုခုတွေးနေခဲ့ပါတယ်ညနေဆောင်နေဝင်ချိန်မှာတော့ရေကာအလဲတန်းကျောင်းဝစ်ဆောင်ဝစ်စင်ထားတဲ့ကျောင်းသားနှစ်ယောက်ကအပြန်လန်းမှာစကားပြောနေကြပါတယ်အဲ့ဒါကတော့ရိုကြီးနဲ့တင်းမဖြစ်နေကရိုကြီးကမင်းကအားကစားမှတော်ပြီးထိတ်ဆုံးမှပဲနေရတာကြောင့်ပြိုင်မဲ့ကောင်းတယောက်ကိုရှာနေတာလားလို့မေးလိုက်တော့တင်းမကအဲ့လိုမဟုတ်ကြောင်းနဲ့ तू က190နဲ့အနိုင်ရရင်တောင်နိုင်ရင်တာလို့ပြောလိုက်ကအားကစားတိုင်းမှာအတော်ဆုံးလူတွေရှိကြပြီး तू ကတော့အဲ့ဒီလူတွေနဲ့မတူပဲအားကစား၃မျိုးလုံးမှာထူးချွန်ဆုံးဖြစ်ချင်တာလို့ပြောပြလိုက်ပါတယ်မေးလိုက်တိုင်းပောက်ကရတွေပဲပြောနေတဲ့တင်းမကြောင့်ရိုဟီကလည်းစိတ်ညစ်နေပြီးစော်ရမဲ့ကောင်မဟုတ်ဘူးလို့စိတ်ထဲမှာရေရွတ်နေခဲ့ပါတယ်တကယ်တော့ရိုဟီကတင်းမတူဘက်ကကစားဖို့လာခေါ်ခြင်းတွေးနေမိတာဖြစ်ပြီးပွဲထဲမှာတော့တင်းမအတက်ကြောက်လာကအတီကစားတော့မယ်လို့ပြောလိုက်တော့ကီတိုနဲ့ရှင်းရလဲဆုံးအားနေကြပြီးဂျူဇိုကတင်းမအရှိမကန်ခဲ့တာတွေကတူအတီကစားနေတာမဟုတ်ဘူးလို့ပြောပြလိုက်ပါတယ်ပွဲစားတော့တင်းမကီတိုနဲ့ရှင်းကိုဖြတ်ပြီးဂျူဇိုတောင်ခဏလေးနဲ့လိန်ပြကပထမပွဲစဉ်ပြီးဆုံးချိန်နဲ့အကြိုက်သွင်းပြလိုက်တာကြောင့်တင်းမတကူရသွားခဲ့ပါတယ်အားလုံးကလည်းတင်းမရဲ့ဆွမ်းအားအစ်စ်ကိုမြင်လိုက်ရတာကြောင့်တင်းမဘက်ကိုပြောင်းအားပေးနေကြပြီးအနားယူတဲ့နေရာမှာတော့ဂျူဇိုတို့၃ယောက်သားစိတ်ညစ်နေကြပါတယ်ချီစာတိုတို့ကလည်းစိတ်သက်ကြနေကြပြီး၃ယောက်တောင်မလုံလောက်ဘူးလို့ပြောနေတော့မှာပဲဂျူဇိုကနောက်ပွဲမှာတူတယောက်တည်းကန်မယ်လို့ပြောလိုက်ပါတယ်အားလုံးကလည်း၃ယောက်ကန်တာတောင်မနိုင်လို့တယောက်တည်းကန်ရင်မနိုင်ရောင်းသားနေကြပြီမဲ့ဂျူဇိုကဒီပွဲကိုတူစားခဲ့တာဖြစ်ပြီးတငယ်ချင်းတွေကိုမထိခိုက်စေခြင်းပဲတူစားခဲ့တာမို့သူပဲတာဝန်ယူမယ်လို့ပြောလိုက်ကတူတယောက်တည်းကန်ခွင့်ပေးကြဖို့ခွင့်တောင်းလိုက်ပါတယ်ဒုတိယပွဲစဉ်မှာတော့တင်းမာတူကိုမနိုင်နိုင်ဘူးလို့လေတိုက်နေပေမဲ့ဂျူဇိုကတူးထက်သားနေပြီးဘလို့မှလိမ်မရတာကြောင့်ဆုံးရနေကြကအားလုံးကလည်းဂျူဇိုရုတ်တရက်ခြေစွမ်းနေတက်လာတာကြောင့်ငေးကြည့်နေကြပြီးဂျူဇိုကသူလူသမားဘွားတော်ကအလုံးမှာတာဝန်ကျေပြီးတော့လုပ်ခဲ့ရပေမဲ့ငငယ်ကအရှုံးမပေးတဲ့ပြိုင်ဘက်တွေကိုအနိုင်ယူရတာသဘောကျတာကြောင့်ငါ့ကိုပြောအောင်လုပ်ပေးလို့ကျေးဇူးပါပဲလို့တင်းမာအောင်ပြောလိုက်ပါတယ်တင်းမာကလည်းဒီလိုပွဲမျိုးဖြစ်နေရမှာလို့ပြောလိုက်ပြီးလိန်ယူနေပေမဲ့ဂျူဇိုကအုတ်တိုင်းလို့ကာထားပြီးဘလို့မှကြော်မရပဲဖြစ်နေကဂျူဇိုရဲ့ခြေစွမ်းတွေကရုတ်တရက်တက်လာတာကြောင့်ရိုဟီလဲကြောင်ကြည့်နေပါတယ်ရှင်းရတော့အားကစားတွေမှာလာမကပဲမြေအောက်လောကရဲ့လူသက်ပွဲတွေမှာရန်သူကိုခံမနိုင်မှုဟာအရေးကြီးပြီးဂျူဇိုလှုပ်ရှားပုံတွေကရန်သူရဲ့ခြေလမ်းကိုလိုက်ပြီးအနိုင်ယူတဲ့ပုံစံလိုရေရွတ်နေပါတယ်ဘောလုံးကအပေါ်လွင့်သွားပြီးအလဲတက်တဲ့ကိုကျသွားတာကြောင့်ဂျူဇိုနဲ့တင်းမာကပိတ်ကန်လိုက်ကြကနှစ်ယောက်ရှင်ကန်နေကြတာကြောင့်အားလုံးကလည်းအားပေးချမ်းနေကြပြီးတင်းမာနဲ့ဂျူဇိုကတူနိုင်မယ်ကိုတိုင်မယ်ပြောပြီးအကျိတ်နဲ့ရှင်ပြိုင်နေကြပါတယ်သူပဲနိုင်ရမယ်လို့တဖောက်ဖပြောနေတဲ့တင်းမာကိုဂျူဇိုကမင်းလို့ချင်တဲ့အရာတွေကအနားမှာအမြဲရှိကအိမ်မှုကိစ္စကလပ်ကိုမစော်ကားတင်မယ်ကျေးဇူးတင်နေတယ်လို့ပြောနေပါတယ်ဂျူဇိုအားနဲ့ကန်လိုက်တော့တင်းမာကမကာနိုင်တော့ပဲတယောက်ကကိုယ့်အတွက်ထမင်းစုပ်လုပ်ပြီးကျေးဇူးတင်ပါတယ်လို့ပြောရတယ်ကွာလို့ဆိုကဂိုးတွင်းလိုက်ပြီးတင်းမာပါလွင့်ထွက်သွားကမထင်မှတ်တာဖြစ်သွားတာကြောင့်တကြောင်လုံးနဲ့အိမ်မှုကိစ္စကလပ်သားတွေပါတက်ကြွလာကြပြီးအားပေးနေကြပါတယ်တင်းမာကတော့မကြည်မနှက်ဖြစ်နေကရိုဟီက
ကတင်းမရှင်ကန်တဲ့နေရာမှာရှုံးသွားတဲ့အကြောင်းတွေးပြနေပါတယ်။နောက်တစ်ချီရဲ့အစမှာတော့တင်းမကန်လိုက်ပေမဲ့ဂျူဇိုနဲ့ရှင်ကန်ထားတဲ့ဒဏ်ရာကြောင့်တယောက်ကမလိုက်နိုင်ပဲဖြစ်နေကအရှုံးပေးတယ်လို့ပြောလိုက်ပါတယ်။တင်းမကသူ့ရဲ့အကန့်အသတ်ကိုရောက်သွားတဲ့အကြောင်းဆက်ပြီးမကစားနိုင်တော့ကြောင်းနဲ့တူရှုံးတယ်လို့ဝန်ခံလိုက်ကမထင်ထားတာဖြစ်သွားလို့အားလုံးကလည်းစွန့်အားနေကြပါတယ်။တင်းမကဂျူဇိုမင်းရောအဆင်ပြေရလားလို့မေးကသူကတော့ဂျူဇိုနဲ့ရှင်ကန်တော့ဒဏ်ရာရသွားပြီးမနာပဲဆက်ကစားမယ်ဆိုတူတဘောကြရတဲ့အားကစားကိုဆွန့်လို့ရမှာဖြစ်ကဒီပွဲကိုလည်းမလေးစားတာမဟုတ်ကြောင်းနဲ့သူ့ဘဝကြီးနဲ့ရင်းထားရတဲ့အရာတွေကိုပုံအောပြီးလောင်ရင်းမထထိုင်ဘူးလို့ဆိုကဝန်ခံရတာအောင်မုံနဲ့တင်းမတူရှုံးကြောင်းဝန်ခံပြီးအရှုံးပေးလိုက်ပါတယ်။ပွဲသိမ်းခရတန်ထွက်လာပြီးအိမ်မှုကိစ္စကလပ်ကနိုင်တော့ကတင်းမကိုအားပေးတဲ့လူတွေကမကျင်မနှက်ဖြစ်နေကြပါတယ်။အားကစားသမားတွေနားတဲ့နေရာမှာတော့တင်းမကထိုင်းနေပြီးလမ်းမလျှောက်နိုင်တာကြောင့်ရိုဟီကိုကူးတဲ့ပေးဖို့ပြောနေကအဲ့ဒါကိုမြင်သွားတဲ့ချီစာတိုကအိမ်မှုကိစ္စကလပ်သားတွေကိုဆေးပစ္စည်းတွေကြံနေလာလို့မေးလိုက်ပါတယ်။ဆေးပစ္စည်းတွေရရနဲ့ချီစာတိုကတင်းမကိုဆေးထည့်ပတ်တီးစီးပေးနေကတင်းမကတော့သူကရန်သူဖြစ်ပြီးမတောင်းမနေရတာတောင်ဘာလို့ကူညီရတာလဲလို့မေးတော့ချီစာတိုကအဲ့ဒီအရေးမပါတာတွေကိုမပြောနဲ့လို့ပြောလိုက်ကတိုက်ခိုက်ရေးဓမ္မတွေကကဘာကြီးကိုရန်သူနဲ့မိတ်ဆွေလို့ပဲတတ်မှတ်ကြကတင်းမအိမ်မှုကိစ္စကလပ်သားတွေကိုစော်ကားတော့သူလည်းဒေါရထွက်ပေမဲ့အဲ့ဒါတွေကိုစိတ်ထဲမထားတော့ပဲကောင်းကွက်ရှိမရှိတူကယူးမဆိုင်ကြောင်းနဲ့ဒုက္ခရောက်နေတဲ့လူရှိရင်ကူညီရမှာပဲလို့ပြန်ပြောလိုက်ပါတယ်တင်းမကိုပတ်တီးစီးပေးပြီးတဲ့အခါမှာတော့ချီစာတိုကတင်းမစီမှာအိမ်မက်တစ်ခုရှိရင်အဲ့ဒါကိုပဲအာရုံစိုက်တဲ့ကြောင်းနဲ့အမောအာဝါဒတွေဆိုတာခဏတာဖြစ်ပေါ်တတ်တာဖြစ်ပြီးပကသနာတွေဖြစ်ကဒီအချိန်မှာလောင်ပြောင်ခံရနိုင်ပေမဲ့အိမ်မက်ကိုဆက်ပြီးစူးစမ်းသွားလို့ပြောလိုက်ပါတယ်ကျန်တဲ့အသင်းသားတွေကလည်းတင်းမအတွက်ဂျိုင်းနောက်ယူလာပြီးကတင်းမကနှွေးထွေးမှုကိုခံစားလိုက်ရပြီးမတ်တက်ရက်လိုက်ကတူဂရီပေးထားလို့မဟုတ်ပဲစော်ကားမိခဲ့တာတွေအတွက်သူ့စိတ်ကနေလိုက်လဲတောင်းပန်တာပါလို့ပြောကဥညွတ်လိုက်ပြီးလောင်ပြောင်ခဲ့မိတာတွေအတွက်တောင်းပန်ကထမင်းစုပ်ကလည်းတကယ်ကောင်းပြီးကျေးဇူးတင်ပါတယ်လို့ဆိုကတောင်းပန်လိုက်ပါတယ်အိမ်မှုကိစ္စကလပ်သားတွေကလည်းကျင်တတ်သွားကြပြီးစိုးတွန်းတဲ့လူတစ်ယောက်ကိုပြုပြင်နိုင်ခဲ့တာကြောင့်ပီတိဖြစ်နေကြပါတယ်အိမ်မှုကိစ္စအခန်းမှာတော့ရှီရာဟီပါလိုက်လာတာကြောင့်မေးလိုက်တော့သူကဂျူဇိုစာအုပ်လာပေးတာဖြစ်ပြီးခဏနေတော့ဂျူဇိုလည်းရောက်လာပါတယ်ဖူဆယ်ကွင်းမှာတော့ကိစ္စတွေကြောင့်ဂျူဇိုလူစိတ်ဝင်စားမှုများနေပြီလို့ကိုတားဆူကပြောနေပြီးတင်းမကပါရောက်လာတာကြောင့်အားလုံးကအံ့ဩနေကြပါတယ်ရှင်းကအိမ်မှုကိစ္စကလပ်ထဲကိုဝင်မိုးလာတာလားလို့မေးတော့တင်းမကမဟုတ်ဘူးလို့ဖြေလိုက်ပြီးချီစာတိုနားတွားလိုက်ကငါမင်းကိုချစ်မိသွားပြီးငါနဲ့တွဲပါလားလို့ရီးသားစကားကိုမြန်မာလိုကြီးပြောချလိုက်ပါတယ်တင်းမကရုတ်တရက်ကြီးအဲ့လိုပြောလိုက်တာကြောင့်အားလုံးကလည်းဆွန့်အားသွားကြပြီးတင်းမကရင်တွင်းဖြစ်စကားတွေဖြစ်တဲ့တသက်လုံးအတူရှိသွားခြင်းတွေပါပောက်ခဲ့ရတယ်ပြောနေတာကြောင့်ချီစာတိုကလည်းတော်တော်ရှင်းနေကရှီရာကြီးကအိတ်ထဲကတခုခုထုတ်နေရတော့ဂျူဇိုကတတိထားမိလိုက်ပါတယ်ခဏကြာမှာတော့ရှီရာကြီးကဓာတ်ချောင်းအောင်ထုတ်လိုက်ပြီးငါရဲ့အဖိုးတန်အမလေးကိုဘာတွေဖွင့်လာကြောက်နေရလဲလို့ပြောလိုက်ကဂျူဇိုကစိတ်လျှော့ဖို့ပြောနေပေမဲ့အမထီဓာတ်ကြီးဆိုတဲ့ရှီရာကြီးကမင်းဟာမင်းယူနီကိုမကလို့ပေါက်ဆုပ်ဖြစ်ငါအမကိုလာထီရင်တော့ဒီဓာတ်နဲ့နှုတ်ဆင်းပလိုက်မယ်တကယ်လုံနေရကြောင်းဂျူဇိုကလည်းစိတ်ထိန်ဖို့ပြောနေရပြီးဘလို့မှတားလို့မရရကြောင်းတင်းမကိုပဲအမြန်ပြန်ခိုင်းလိုက်ရပါတယ်အပြန်လမ်းမှာတော့ဂျူဇိုနဲ့တင်းမကစကားပြောနေကြပြီးတင်းမကရှင်းတဲ့ဂျူဇိုကထူးဆန်းပြီးတခုခုကိုဖုံးကွယ်ထားကြရင်တနေ့မှာတော့အကုန်ပေါ်လာမှာပဲလို့ပြောလိုက်ကမစ်ဆူကလည်းတနေရာကနေချောင်းကြည့်နေပါတယ်တင်းမကဆက်ပြီးတော့မင်းကเจ้าမှာပုံမှန်မဟုတ်ဆုံးလူပဲလို့ဂျူဇိုပြောလိုက်ကတာမန်ဝါရနာပါတူတယောက်ကသူ့ကိုအဲ့လောက်နဲ့အနိုင်မယူနိုင်မဲနဲ့ဘယ်အားကစားရဲ့ထိတ်ဆုံးမှမဆိုမင်းလိုလူမျိုးကိုမမြင်ဘူးလို့ပြောလိုက်ပါတယ်ဂျူဇိုကလည်းမင်းပြောတာအမှန်လောက်ပါတယ်တနေ့ကျရင်အမှန်တရားဆိုတာပေါ်လာနိုင်ပေမဲ့ဒီလိုငြိမ်ညံ့တဲ့เจ้าနာဘွားလေးကိုဘာနဲ့မှမလဲနိုင်ကြောင်းနဲ့တတ်နိုင်လောက်ဒီလိုပုံစံပဲကြာနေသွားခြင်းတယ်လို့ပြောလိုက်ကခိုးနာထောင်နေတဲ့မစ်ဆူကလည်းတခုခုကိုကြားသွားပြီး K Blue Season 1အပိုင်း6လေးကိုတော့ဒီမှာပဲအဆုံးသတ်ထားပါရဲ့ဗျ